ကျွန်တော်ယခုလေ့လာမယ့်နှုတ်ကပတ်တော်ကတော့နေမိမတ်စာအခန်းကြီး6နဲ့9ဖြစ်ပါတယ်။လွန်ခဲ့တဲ့ပတ်မှာတော့4နဲ့5ကျွန်တော်တို့လေ့လာခဲ့ပါတယ်။နေမိမတ်စာ4နဲ့5မှာကနေမိကမြို့ရိုးတီဆောက်ရင်းနဲ့နှောက်ရှက်တဲ့အနှောက်ရှက်တွေကိုကြုံတွေ့ရတယ်။အဲ့ဒါဘာလဲဆိုတဲ့အခါမှာတခြားသူတွေနော်တောဘီတို့တံမလတ်တို့သူတို့ရဲ့နှောက်ယှက်မှုကိုခံစားရတယ်။အဲ့ချိန်မှာနေမိကဆုတောင်းပြီးတော့ဖျားနဲ့သွားပြီးတော့မြို့ရိုးကိုဆက်ဆောက်ဒီလိုမြို့ရိုးဆက်ဆောက်နေတဲ့အချိန်မှာပြဿနာနောက်တစ်ခုပေါ်လာတယ်။အဲ့ဒါကိုဒီအခန်းကြီး9နဲ့6မှာကျွန်တော်တို့လေ့လာမှာဖြစ်ပါတယ်။ဒီနေ့ကျွန်တော်တို့လေ့လာမယ့်အခန်းကြီး9နဲ့6မှာကြုံတွေ့ရတဲ့ပြဿနာကအတွင်းထဲကပြဿနာ4နဲ့5မှာက3နဲ့4မှာကဘာတွေ့ရလဲဆိုတော့အပြင်ကလာတဲ့ပြဿနာเนาะတခြားသူတွေရဲ့နှောက်ယှက်ခြင်းကိုခံစားရတယ်အဲ့တော့အလောက်လောက်တဲ့လူတွေကလက်နက်တစ်ဖက်เนาะဥမာပယံလို့ရင်လည်းတန်လျက်တစ်ဖက်ဒီလိုမျိုးအလောက်လောက်อ่ะဘေးမှာဓားချထားရတယ်ဒါမှမဟုတ်ရင်ခါးမှာဓားကိုလွယ်ထားရတယ်သူမရမယ်ပစ္စည်းသူလောက်ရမယ်အလုပ်ကိုသူလုပ်တယ်အခုဒီတွေ့ရတဲ့ပြဿနာဘာလဲဆိုတဲ့အခါမှာအတွင်းထဲကဖြစ်လာတဲ့ပြဿနာအဲ့ဒါဘာပြဿနာလဲဆိုတော့သူတို့ရဲ့ယူဒလူမျိုးအချင်းချင်းခေါင်းပုံဖြတ်မှုတွေတွေ့ရပြီးသွားတဲ့အခါမှာငွေတိုးချီးစားမှုတွေတွေ့ရတယ်လူတွေကခက်ပြတ်နေတဲ့အချိန်မှာနော်ဈေးကြီးကြီးနဲ့ပစ္စည်းတွေရောင်းတာတို့မတန်တဆငွေကြေးလေးတွေနဲ့ခြံတွေလယ်တွေသိမ်းတာတို့ဒီလိုမျိုးအမှုရာတွေကိုကြုံတွေ့လာအဓိကအကြောင်းရင်းကတော့ငွေကြေးဖောင်းပွားနော်ငွေကြေးဖောင်းပွားတယ်အဲ့တော့ငွေကြေးဖောင်းပွားလာတာနဲ့မြပါလဲဆိုစားဝတ်နေခက်ခဲလာတယ်ခက်ခဲလာတော့သူတို့ဆောင်ရမယ့်အခွန်တွေမပေးနိုင်တော့ငွေချင်းရှင်းရှင်တွေကဘာလုပ်လဲဆိုတဲ့အခါမှာသူတို့စီးပွားရေးကိုအမျက်ထုတ်ပြီးတော့သူတို့အကျိုးရအောင်သူတို့လှုပ်ဆောင်အဲ့တော့လူတွေကစားဝတ်နေရေးအတွက်ဘာလုပ်ရလဲဆိုတော့ငွေကိုချေးရငွေချေးတဲ့အခါမှာလဲဒီငွေချင်းချေးရှင်တွေကဘာလုပ်လဲဆိုတော့အတိုးကြီးကြီးနဲ့ချေးတာအဲ့တော့လူတွေကဘာဖြစ်လာလဲဆိုတော့အတိုးပေါ်အတိုးပိလာတယ်အဲ့တော့ဘာလုပ်ရလဲဆိုတော့သူတို့သားသမီးတွေသူတို့အကျွေးမပေးနိုင်တဲ့အခါမှာကျွံအဖြစ်အသိမ်းခံရဒါယူရအချင်းချင်းဖြစ်နေတဲ့ပြဿနာပြီးသွားတဲ့အခါမှာလေပိုင်းရာပိုင်းတွေရှိဒါမဲ့သူတို့မှာအကျွေးတွေများလာတယ်အဲ့တော့ဘာလုပ်ရလဲဆိုဒီလေတွေကိုရောင်းပြီးတော့သူတို့ကအခစားနဲ့ပြန်ပြီးတော့အလုတ်လုပ်ဒီလိုဘဝတွေဖြစ်လာအဲ့တော့သားသမီးတွေတချို့ပါသွားတဲ့လူတွေကဘာလုပ်လဲဆိုတော့မရှိမဲ့ရှိမဲ့အိုးအိမ်တွေအကုန်ရောင်းချပြီးတော့သူတို့သားသမီးတွေကိုပြန်ရွေးဒီလိုမျိုးကြက်တဲနဲ့ယူရလူမျိုးထဲမှာကြုံတွေ့ခံစားလာဒါကသူတို့တခြားသူကတပားသူကသူတို့ကိုလုံနေတာမဟုတ်ဘူးသူတို့အချင်းချင်းပဲငွေတိုးချေးစားတာတို့နော်အဲ့လိုမျိုးပြဿနာတွေသူတို့ကြုံတွေ့လာအဲ့တော့ဒီသတင်းကိုနေမိကကြားတဲ့အခါမှာ तू ကဒီချမ်းသာကြွယ်ဝတဲ့ဓနရှင်တွေအကုန်လုံးကို तू ခေါ်လိုက် तू ကမေးတယ်ဒီစီးပွားရေးတွေကောင်းဖို့နော်ငါတို့ပြန်လာတယ်ကျွံဘဝကနေပြန်လာတယ်စီးပွားရေးတွေကောင်းဖို့မင်းတို့လောက်တာမှန်တယ်ဒါပေမဲ့အသက်အိုးအိမ်ကိုတော့မင်းတို့တန်ဖိုးထားတဲ့ဦးစားပေးတဲ့သူတစ်ပါးမိသားစုတွေပြည့်စည်ဖို့သူတစ်ပါးနေစရာထိုင်စရာမရှိတော့အောင်မင်းတို့စီးပွားမရှာသင့်ဘူးနေမိခေါ်ယူဆုံးမအဲ့တော့နောက်တစ်ချက်ကဘာဆုံးမလဲဆိုတော့ဖျားကိုနော်ကျွန်တော်တို့ကတွားဝေးပြုနေတယ်ဖျားရှိမှမျက်နာရအောင်လှူဒန်းနေလုံနေဒါပေမဲ့မိမိအမျိုးသားချင်းကျွံပြုတ်နေရင်တော့ဖျားရှိမှမင်းတို့မျက်နာရမှာမဟုတ်အဲ့တော့မင်းတို့တခုပဲဒီနေ့မင်းတို့အတိုးတွေနော်မင်းတို့သိမ်းထားတဲ့အရာတွေ
မင်းတို့ရှိမှပေါင်ထားတဲ့အရာတွေအားလုံးပြန်ပေးဖို့နေမိကတိုက်တွန်းတဲ့အချိန်မှာဒီအပေါင်ခံတဲ့လူတွေငွေတိုးချေးစားတဲ့လူတွေနော်အရစ်ရှင်တွေထဲမှာအကြီးဆုံးကဘယ်လူလဲဆိုတော့ယေဘရဟိတ်တွေဖြစ်တယ်။တာမန်လူတွေလည်းပါတယ်ယေဘရဟိတ်တွေကဒီအမှုရာမှာပါဝင်နေတယ်ဆိုတာကွက်ကွင်းတွေ့ရ။အဲ့တော့ယေဘရဟိတ်တွေကပထမဦးဆုံးသူတို့အပေါင်ခံလာတဲ့ပစ္စည်းတွေပြန်ပေးတယ်။နော်ငွေတိုးချေးစားထားတဲ့လူတွေရဲ့စီရင်အကုန်သူတို့ပယ်ဖြတ်ပေးတယ်။ပြီးတော့ငွေတို့ဂျုံတို့စီတို့အပေါင်ခံလာတာနော်စားရမရှိလို့စီလာပေါင်တဲ့လူနဲ့ဂျုံလာပေါင်တဲ့လူနဲ့နော်ဒီဟာတွေကိုဘာလုပ်လဲဆိုတော့သူတို့အကုန်လုံးလျှော်ပေးရအဲ့ဟာကိုပထမဦးဆုံးလုပ်တဲ့လူကယေဘရဟိတ်တွေကစလုပ်ရအဲ့တော့ဒီအဖြစ်ပြက်မှာဒီခက်ပြက်ကြီးမှာကဘာမီးကောင်တောကောင်ချနင်းတဲ့အထဲမှာအဓိကပါဝင်တဲ့လူကဖျားမှုတော်ဆောင်တွေလည်းပါတယ်။နော်အရစ်ရှင်တွေလည်းပါတယ်။စီးပွားရေးသမားတွေလည်းပါသူတို့အားလုံးနော်သူတို့ရဲ့စီးပွားတွေကိုပြန်လည်ပြီးတော့တန့်စင်တဲ့ဖျားနှစ်သက်တဲ့စီးပွားဖြစ်အောင်သူတို့ပြန်လည်ပြုပြင်ဖို့ဂတိသစ္စာနေမိယဖျားရှိမှသူတို့ကိုပြုခိုင်းတယ်။နောက်ဆုံးဂတိပေးတဲ့ချက်ကတော့ဒီဂတိသစ္စာကိုဖြတ်ရင်ဖျားကဘာလုပ်မလဲဆိုတော့ကျွန်တော်တို့ပစိုးကိုခါလိုက်လို့ပဲအဲ့မှာရှိတဲ့ဖုံကလွင့်စင်ထွက်သွားမယ်ဘယ်ရောက်လို့ရောက်သွားမှမသိကျွန်တော်တို့ပေါင်တာမဟုတ်ကြွားလို့ပဲဘယ်ရောက်သွားမှမသိမင်းတို့ဘဝပြက်စီးမယ်ဆိုပြီးတော့နေမိကတတိပေးအဲ့ဒါနဲ့ပဲနော်မြို့ထဲမှာချမ်းသာတဲ့လူတွေစီးပွားရေးသမားတွေယေဘရဟိတ်တွေအားလုံးကမိမိလူမျိုးနဲ့ဆိုင်တဲ့အကျွေးမိမိလူမျိုးရှိရာတိန်းထားတဲ့ပစ္စည်းနော်မိမိလူမျိုးတွေကျွန်ပြုတ်ထားတဲ့ကျွန်တွေအားလုံးကိုလွတ်ပေးပြီးတော့ဖျားရှိမှသူတို့မျက်နှာရအောင်လှုပ်ဆောင်တယ်ဆိုတော့တွေ့ရဒီနေ့နေမိမဆာခန်းကြီး9မှာကျွန်တော်တို့အချင်းချင်းနော်ခေါင်းပုံဖြတ်တဲ့အမှုအချင်းချင်းသူတစ်ပါးမိသားစုအသက်အိုးအိမ်ပြအောင်လှုပ်ဆောင်တဲ့အမှုဖျားမကြိုက်နဲ့တတ်ဘူးဆိုတာကျွန်တော်တို့တွေ့ရပါတယ်ဒုတိယတစ်ချက်ကတော့ဘာတွေ့ရလဲဆိုနေမိရဲ့အသက်နေမိက12နှစ်မြို့တော်ဝင်လုပ်တဲ့ကာလတစ်ခုတစ်လျှောက်လုံးမှာ तू ကဘာလုပ်လဲဆိုဒီမြို့ရိုးကြီးနော်မြို့ရိုးကြီးတိဆောက်ဖို့ပြည်သူပြည်သားတွေကို तू ကအမိန့်ပေးပြီးတော့နော်ဖိအားပေးပြီးတော့ तू ခိုင်းတာမဟုတ် तू ကိုယ်တိုင်ပြင်ပန်းခံပြီးတော့လုပ်တယ် तू ကိုယ်တိုင်ကြည့်တယ် तू ကိုယ်တိုင်ပါဝင်လှုပ်ဆောင်တယ်ဆိုတာကိုတွေ့ရခေါင်းဆောင်မှုတစ်ယောက်ရဲ့အတ္တတာနော်လက်ညှိုးထိုးခိုင်းဖို့ပဲမဟုတ်ကိုယ်တိုင်ပါဝင်လှုပ်ဆောင်ဖို့နေမိအတ္တတာကနေကျွန်တော်တို့တွေ့ရသူ့ရဲ့အတ္တတာမှာနောက်တစ်ချက်ကသူ့ရဲ့ယာရုသူကမြို့တော်ဝင်ဖြစ်တယ်နော်ပါရှားကနေဒီယူရနိုင်ငံအတွက်မြို့တော်ဝင်အနေနဲ့ခန့်ပြီးတော့ तू ကဥဆောင်อ่ะဒါမဲ့ဒီ तू ကဒီယာရုအလွဲသုံးစားမလုပ်ဘူးသူ့ကောင်းကျိုးသူ့ကောင်းစားဖို့သူ့မိသားစုကောင်းစားဖို့ဒီယာရုနဲ့ तू အမျက်မထုတ်မြို့သူမြို့သားတွေရဲ့ကောင်းစားဖို့သူတို့ဘဝလုံခြုံဖို့သူ့ကိုယ်တိုင်ကြိုးစားပြီးတော့လှုပ်ဆောင်ခဲ့တယ်ဆိုတာကိုတွေ့ရသူ့အညီကိုတွေရဲ့သူ့ရဲ့ယူရအမျိုးတွေရဲ့စကားတန်နော်ဒုက္ခရောက်နေတဲ့ပြည်သူတွေရဲ့အတန်သူနားထောင်ပြီးတော့ तू ကအသက်ရှင်နေဆိုတာကိုတွေ့ရပြီးတော့သူ့ရှိကိုဧည့်သည်တွေလာတယ်မြို့တော်ဝင်ရှိလာတော့ तू ကလူများကိုငါ့ကိုစံတပီပေးပါစီတပိတ်တာပေးပါဟိုအကောင်ပေးပါဒီအကောင်ပေးပါ तू မတောင်းသူ့ရဲ့တမာအာဇီဝနဲ့ရတဲ့အရာနဲ့ပဲအဲ့ဝတ်ပြုနော်ဧည့်သည်လာလို့နော်ဖားလို့တဲ့ဟိုဘယ်လိုခေါ်မလဲကိုဂုံနေပြချင်လို့ဟဲ့အောင်မင်းကတော့တိုးပေးပါစိတ်ပေးပါ तू မတောင်းသူ့မှာရှိတဲ့အရာနဲ့ပဲအဲ့ဝတ်ပြုပြီးွားတဲ့ခါမှာသူ့ရဲ့ဒီလုံနိုင်ခြင်းတွေနော်
သူ့ရဲ့ဂုံမဖော်ခြင်းတွေတိုင်းသူပြည်သားအတွက်စာနာခြင်းတွေသူ့ရဲ့ကြိုးစားခြင်းတွေသူ့ရဲ့တမာအာဇီဝကြခြင်းတွေသူ့ရဲ့ရိုးသားခြင်းတွေရဲ့အရင်းမြစ်ကပါလဲဆိုတော့ဖျားကိုကြောက်ရွံ့ယိုသေးဖို့ဖြစ်တယ်ချစ်တော်ညီကိုမောင်တို့ဒီနေ့ဒီဟာနေဟမိရဲ့ဥဆောင်မှုကိုကြည့်တဲ့အခါမှာ तू ကကျွန်တော်တို့ ਨੇ အလွန်တန်မှအကွာနော်ငါတို့ကဟိုဒီနေရာကိုရောက်လာရင်ဟိုလူလက်ညှိုးထိုးခိုင်းဒီလူလက်ညှိုးထိုးခိုင်းအဲ့လိုမဟုတ်ဘူး तू ကိုယ်တိုင်စူးစမ်းပြီးတော့သူ့လူမျိုးအတွက်ကို तू ရက်တည်တယ်ဆိုတာကိုတွေ့ရတယ်ချစ်တော်ညီကိုမောင်တို့ဒီအရာလေးကဒီနေ့ဖခင်များအသက်တာအတွက်စံနမူနာယူဖို့ဖြစ်ပါတယ်ကျွန်တော်တို့ဖခင်နေလေငါအဖေပဲဆိုပြီးတော့နေခြင်းလိုနေထိုင်ခြင်းလိုထိုင်မင်းကဒါမလုံးနဲ့ဟိုဟာမလုံးနဲ့မင်းဒါလို့ဟိုဟာလုံးမဟုတ်ကိုယ်တိုင်ကကိုမိသားစုလုံခြုံဖို့ကိုစူးစမ်းကိုမိသားစုရဲ့အတန်ကိုနားထောင်အောင်ကိုမိသားစုရဲ့လိုအပ်ချက်တွေကိုဖြည့်ဆည်းပေးရအဓိကလုံနိုင်ခြင်းရဲ့အကြောင်းရင်းကဖျားသခင်ကိုကြောက်ရွံ့ယိုသေးခြင်းဖြစ်တယ်ဖျားသခင်ကိုကြောက်ရွံ့ယိုသေးတဲ့သူအတွက်သူ့နာမည်ပြတ်မရှိအမှားမရှိဖျားကအစဉ်လမ်းပြဖို့ဆောင်ပေးမယ်ဆိုတာနေမိအသက်တာမှာဒုတိယချက်အနေနဲ့သင်ခန်းစာရတတိယချက်ကတော့လေမိကပြဿနာတွေကြုံတိုင်းသူ့နီးသူ့ဟန်နဲ့သူမဖြေရှင်းဘူးဒီခန်းကြီး6ထဲကိုရောက်တဲ့အခါမှာနေမိကိုယခင်ကနော်တိုက်ခိုက်ခဲ့တဲ့တမလတ်တို့တောပြီးတို့ဂေရှင်တို့ကဆက်လက်ပြီးတော့တိုက်ခိုက်ဒီတခါကျတော့အရင်နဲ့မတူတော့ဘလို့ပုံစံလဲဆိုတော့ပထမ4ချိန်နေမိကိုသူတို့နဲ့တွေ့ဖို့ခေါ်တယ်နော်ငါတို့လာတွေ့ငါတို့ဆွေးနွေးကြမယ်အပေးယူလောက်ကြအော်နောကြိုင်ကိုချိန်ဒါမဲ့နေမိကမသွားဘူးအမိုက်ခံပြီးတော့မသွားဘူးเนาะသူတို့ဘာလုပ်သူတို့ဘာလို့ပြောဂယုမဆိုင်သူ့အလောက်ကိုပဲသူဆက်လုပ်ဖျားလောက်ကိုမဖြတ်ဘူးဒီသူတစ်ပါးခေါ်တိုင်းเนาะသွားရမယ်ဆိုတဲ့ကြောက်ပြီးတော့သွားရမယ်ဆိုတဲ့စိတ်သူ့မှာမရှိဘူးသူအဲ့လိုရက်တည်တယ်4ချိန်5ချိန်မြောက်မှာတမလတ်တို့ကယူဟာတစ်ခုပြောင်းလိုက်အဲ့ဒါဘာလဲဆိုတော့နေမိကိုစာရေးပြီးတော့ချိန်ချောက်ဘာစာလဲဆိုတော့နေမိကကိုဘယင်ဖြစ်ချီးမြှောက်လိုက်နော်ယစ်ပရောဟိတ်တွေကလည်းအဲ့ဒါကိုဗိတ်သိက်ပေးချောင်းကိုပါရှမ်းဘယင်ကိုငါတို့တိုင်မယ်မင်းလာခဲ့မလာရင်ငါတို့ပါရှမ်းဘယင်ကိုဒီစာကိုပို့အဲ့တော့နေမိကကြောက်ဒူးတော့ပြီးတော့မသွားဘူးစာပြန်ရေးလိုက်မင်းတို့လှုပ်ချင်တယ်လို့လှုပ်မင်းတို့တိုင်ချင်တယ်လို့တိုင်ငါဂယုမဆိုင်ငါဖျားခိုင်းထားတဲ့အလုပ်ပဲငါဆက်လုပ်အဲ့တော့တမလတ်တို့ဖွဲ့ရဒီလူကိုနော်ညှိနှိုင်းမယ်ဆိုပြီးတော့ခေါ်တော့လေမလာဘူးချင်းချောက်တော့လေမလာဘူးနောက်ထပ် viewer တစ်ခုထပ်ခင်းအဲ့ဒါဘာလဲဆိုတော့ဒေလာယတာရှေမာယကိုယစ်ပရောကိုပရောဖက်အတုလောက်ခိုင်းပရောဖက်အတုလောက်ခိုင်းပြီးနေမိထံကိုသွားခိုင်းပြီးတော့ဘာပြောခိုင်းလဲဆိုတော့နေမိကိုရန်သူတွေကတတ်တော့မှာနော်အဲ့တော့ဘုရားကမင်းကိုဘာပြောလဲဆိုတော့ဗိမာန်တော်ထဲမှာဝင်ပြီးတော့ပုံးနေပါနော်ဘုရားကမင်းကိုအဲ့လိုပြောတယ်ဗိမာန်တော်ထဲမှာပုံးရင်လုံခြုံရသောအခွင့်ကိုဘုရားပေးနေမိရအဲ့ပရောဖက်အတုလာပြောတာလေ तू ကမလုပ်တမန်ကျမ်းစာမှာဘာပြောလဲဆိုဘုရားကသူ့ကိုဖွင့်ပြဘာကြောင့်လဲ तू ကဘုရားကိုမေးလို့ပေါ့ तू ကြုံတဲ့ပြဿနာတိုင်းမှာလူများခိုင်းတိုင်း तू မလုပ်ဘာကြောင့်လဲဆိုတော့ဘုရားကို तू မေးလို့ဘုရားကို तू ပြောတဲ့အတွက်ကြောင့်ဘုရားကသူ့ကိုပြန်ပြောတယ်သွားသင့်မသွားသင့်လှုပ်သင့်မလှုပ်သင့်ပြောတဲ့အတွက်ကြောင့်နေမိကဒီကြောက်တွန်းမှုတွေအားလုံးကိုကြော်လွန်လိုက်ချစ်တော်ညီကိုမောင်နှမတို့ဒီနေ့ကျွန်တော်တို့ကြုံတွေ့ရတဲ့အခက်ခဲပ
ပြဿနာတွေကျွန်တော်တို့ဘလို့နီးနဲ့ဖြည့်ရှင်းနေဖျားကိုမေးလားနော်ဟဲ့ညှိမယ်လို့ခေါ်လိုက်ညှိမယ်ဆိုတော့ငါအမြတ်ရအောင်ဘယ်လောက်ညှိမလဲသွားပြီးတော့နော်သူများနဲ့သွားပေါင်းနေလူလားကိုယ်ချင်းရောက်လို့ကြောက်ပြီးတော့သွားပြီးတော့ကိုကဥညွတ်တဲ့သူမျိုးလားနော်ဖျားလို့ပြောပါတယ်ဒါပေမဲ့လိန်ညာမှုတွေနဲ့ပြည့်နေတဲ့အထဲမှာကျွန်တော်တို့ခေါင်းငုတ်ခံတဲ့သူမျိုးလားကျွန်တော်တို့ကိုကျွန်တော်တို့ပြန်လဲပြီးတော့စမ်းစစ်ဖို့ကျွန်တော်တို့ဒီနေ့အတ္တတာတစ်ခုလုံးဖျားလက်ထဲမှာအနံ့ကျွန်တော်တို့ကြုံတွေ့ရတဲ့ပြဿနာကျွန်တော်တို့ကိုလီလန်းမျိုးစုံနဲ့ကောင်းတဲ့အရာနဲ့ကျွန်တော်တို့ကိုဖျက်ဆီးနေသူမကောင်းတဲ့အရာကလည်းအမြဲတမ်းကျွန်တော်တို့ကိုတွေးဆောင်နေရှိအမှုရာတွေကိုကျွန်တော်တို့ကြုံတွေ့တိုင်းမှာဖြည့်ရှင်းနိုင်မဲ့လီလန်းကဖျားခင်ကိုမေးတာဖျားတစ်ပါးဒီသာလင်ကျွန်တော်တို့ကိုအဖြေမှန်ပေးနိုင်တယ်ဆိုတာကိုတွေ့ရအဲ့တော့နေမိကဒီနှောက်ယှက်ဟန့်တားမှုတွေကြားထဲကနေပြီးတော့ယေရုရှလင်မြို့ရိုးကို52ရက်နဲ့သူအပီးတီဆောက်နိုင်တယ်ဆိုတာတွေ့ရနော်ခက်ခဲမှုတွေနှောက်ယှက်မှုတွေအမျိုးမျိုးကြားထဲကနေရန်သူတွေရဲ့လောင်ပြောင်မှုတွေကဲရဲမှုတွေကြားထဲကနေဒီအရာကို52ရက်ထဲနဲ့သူတီဆောက်သူ့ရဲ့ပတ်ဝန်းကျင်ကောင်းတဲ့လူတွေရှိလို့စိုးတဲ့လူတွေလည်းရှိတယ်သူတို့မျိုးသားချင်းတွေထဲမှာငွေတိုးချေးစားနေတဲ့လူတွေရှိတယ်အမျိုးသားချင်းချင်းခေါင်းငုံဖြတ်နေတဲ့လူတွေရှိပြီးတော့တောပြီးနဲ့အမျိုးတော်တဲ့လူတွေရှိနော်ခမီးခမတ်နော်တောပြီးကအာမုံမင်းဖြစ်တယ်အဲ့ယူရသမီးကိုယူသူ့သားယူထားယူထားတော့တောပြီးတော့ ਨੇ အပြန်လန်စကားအဖို့ဒီရွှေမျိုးအဖို့နေမိထံမှာဝင်တယ်နေမိပြောတာကိုနားထောင်တယ်နေမိကိုဖားတယ်နေမိကိုချီးမြှောက်တယ်ပြီးတော့သတင်းချက်လက်တွေဘယ်ကိုပို့လဲဆိုတောပြီးကိုပို့အဲ့ကြောင့်မို့ကျွန်တော်တို့ဒီနေမိရဲ့အခန်းကြီး9နဲ့6မှာကြည့်ရအပြင်ကပြဿနာတွေရှိလို့အတွင်းပြဿနာတွေလည်းရှိအတွင်းရဲ့ရန်သူတွေသူ့ဘေးနားမှာဝိုင်းနေတဲ့ဂျားတွေကမြို့ရိုးကြီးကို52ရက်နဲ့သူအောင်မြင်စွာတိဆောက်နိုင်ခြင်းကဖျားသူ့ကိုပေးတဲ့ကောင်းကြီးမင်္ဂလာဖြစ်တယ်။ဘာကြောင့်လဲဆိုတော့ तू ကဖျားသခင်ကိုကြောက်ရွံ့ယိုသေးတဲ့အတွက်ကြောင့်ဘလို့မှမဖြစ်နိုင်တဲ့တိဆောက်မှုကြီးကို52ရက်နဲ့ तू တိဆောက်နိုင်ခြင်းဖြစ်တယ်။ချစ်တော်ညီကိုမောင်တော်ဒီနေ့ကျွန်တော်တို့ဘဝအသက်တာမှာဘလို့မှမဖြစ်နိုင်တဲ့ကိစ္စတွေရှိကျွန်တော်တို့ဘဝအသက်တာမှာအပြင်ကပြဿနာတွေရှိလို့အတွင်းထဲမှာကြိတ်ပြီးတော့ဖြစ်နေတဲ့ပြဿနာတွေရှိငါတော့ဘုရားသားသမီးပါမိုးရွာလို့ဘုရားเจ้าမလာတဲ့လူတွေလည်းရှိတယ်ကျွန်တော်တို့စိတ်ထဲမှာဖြစ်နေနော်ကောင်းတဲ့အရာနဲ့မကောင်းတဲ့အရာနဲ့ဒွန်တွဲနေတဲ့စာတန်ရဲ့လှုပ်ဆောင်မှုတွေလည်းကျွန်တော်တို့အတွင်းထဲကနေကျွန်တော်တို့ကိုပြဿနာရှာနေကောင်းတာနဲ့မကောင်းတာကျွန်တော်တို့ရွေးနိုင်ဖို့အတွင်းထဲမှာကျွန်တော်တို့နေ့ရက်စဉ်တိုင်းစိန်ခေါ်မှုတွေရှိအပြင်မှာလောကအရာတွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဘဝကိုလှဲပြိုဖို့ရန်အတွက်ဆွဲဆောင်မှုတွေအမျိုးမျိုးရှိဒီကြားထဲမှာကျွန်တော်တို့ရုန်းကန်ရခြင်းကျွန်တော်အောင်မြင်တဲ့သူတယောက်ဖြစ်နိုင်ဖို့ရန်အတွက်တခုတည်းသောနီလန်းကထာဝရဘုရားကိုကြောက်ရွံ့ယိုသိခြင်းပဲဖြစ်ပါတယ်ဒီနေ့အိမ်တော်ကိုဥဆောင်နေတဲ့ဖခင်များနဲ့တူအဖဖျားသခင်ကိုယုံကြည်ကြတဲ့ယုံကြည်သူညီကိုမောင်နှမများတယောက်စီတိုင်းဒီနေ့ကျွန်တော်တို့ကြုံတွေ့နေရတဲ့ကျွန်တော်တို့ရဲ့နေ့ရက်စဉ်တိုင်းမှာအတွင်းအပြင်ပြဿနာများကိုဖြေရှင်းနိုင်ဖို့အကောင်းဆုံးနည်းလမ်းကတော့ဖျားသခင်ကိုကြောက်ရွံ့ယိုသိပြီးတော့တရားတော်အတိုင်းလိုက်လျှောက်အသက်ရှင်ခြင်းပဲဖြစ်ပါကျွန်တော်တို့အရောက်စီတိုင်းဒီနေ့ကျွန်တော်တို့ဖျားရဲ့တရားတော်အောက်မှာကျွန်တော်တို့ရှင်သန်ပြီးတော့ဖျားသခင်ကိုကြောက်ရွံ့လျက်နော်မိမိပြုရမယ့်အမှုတွေအားလုံးကိုအောင်မြင်တဲ့သူတွေဖြစ်ဖို့ရန်အတွက်ဤတမန်ကျမ်းစာအဖြစ်ခွန်အားပေးတိုက်တွန်းလိုပါတယ်။ဈာနာသူရောက်စီတိုင်းပေါ်မှာဖျားသခင်ကောင်းကြီးပေးပါစေ။